ဖဲကျနောက်ကမြေကြီးနွဲနဲ့အောင်လို့စနီးမောင်နှံကမြို့ပြရဲ့ရုံးကန်လှရှာမှုကြားမှာအရန်ချစ်ကြတဲ့သူတွေပါအောင်ကကုမ္ပဏီဝန်ထမ်းနွဲကတော့အိမ်မှာပဲ online ဈေးတယ်လေးပေါ့သူတို့မှာအိမ်မနီတလုံးရဖို့ဆိုတဲ့အိမ်မလေးတွေရှိကြတယ်ဒါပေမဲ့ကုန်စည်နှုန်းတွေတက်ငွေကြေးတွေခက်ခဲလာတဲ့အခါနွဲဟာအတိမိတ်ဆွေတယောက်ရဲ့လမ်းညွှန်မှုနဲ့ online လောင်းကစားလောကတွေကိုခြေစုံပြုတ်ဝင်ပြီးသွားပါတယ်အစပိုင်းမှာတော့ကန်ကနွဲဘက်မှာရှိနေတယ်လို့ပါပဲသိန်းရင်10သိန်းနိုင်တာမျိုးတွေခဏခဏကြုံရတော့နွဲဟာငါတို့လည်းမကြခင်ချမ်းသာတော့မယ်ဆိုတဲ့အတွေးမှားကြီးနဲ့အောင်မသိအောင်ရွှေရီရောင်းအင်းစပေါ်ငွေတွေပါထုတ်ပြီးလောင်းมาတော့တယ်ဒါပေမဲ့လောင်းသားဆိုတာအနိုင်ကိုအရင်ပြပြီးအပိုင်ကိုနောက်မှယူတာပါနွဲဟာရပ်ပိုင်းအတွင်းမှာပဲသိန်းရာချီရှုံးသွားပြီးလင်မယားနှစ်ယောက်လုံးလမ်းဘေးရောက်ရမယ့်အခြေအနေစိုက်သွားပါတယ်အဲ့ဒီချိန်မှာနွဲရဲ့ဘဝတွေကိုဦးမင်းထက်ဆိုတဲ့အသက်45နှစ်အရွယ်ခချောချောတရေကြီးတယောက်ရောက်လာပါတယ်သူကနွဲရှုံးထားတဲ့အကျွေးတွေကိုအကုန်ဆက်ပေးလိုက်ရုံနဲ့မကပဲနွဲကိုပါသူ့ရဲ့လက်ထောက်ဖြစ်အလုပ်ခံပြီးဘဝတစ်ကိုကယ်တင်ပေးခဲ့ပါတယ်ဦးမင်းထက်ကနွဲပေါ်အရန်ကိုကျင်နာပြီးဂီးဆိုင်ပါတယ်နွဲကလည်းသူ့ကိုကျေးဇူးရှင်အဖြစ်ရောအာကိုထိုက်တဲ့လူကြီးတယောက်အဖြစ်ရောတယောစဉ်ဖြစ်လာမိပါတယ်ဦးမင်းထက်ကနွဲကိုအပိုင်သိမ်းမှုမကြိုးစားပဲမင်းစိတ်ချမ်းသာဖို့ကငါ့အတွက်အဓိကအဆိုပြီးတော့အဝေးကပဲချစ်ပေးနေခဲ့တာပါဒီနေ့မှာနွဲဟာဦးမင်းထက်ရဲ့အိမ်မှာအလုပ်လုပ်ရင်မတော်တဆစာရွက်စာတမ်းအဟောင်းအချို့ကိုတွေ့သွားပါတယ်အဲ့ဒါကတော့နွဲကိုလောင်းကစားတဲ့ဆွဲသွင်းခဲ့တဲ့အတိမိတ်ဆွေနဲ့ဦးမင်းထက်တို့ရှိုးဝက်သဘောတူညီမှုစာချုပ်ပါအမှန်တော့နွဲကိုလောင်းကစားမှာရှုံးအောင်စီစဉ်ခဲ့တာကဦးမင်းထက်ကိုယ်တိုင်ဖြစ်နေပါတယ်သူကနွဲကိုအဝေးကနေမြင်မှုကလေးကသဘောကျနေခဲ့တာပါနွဲကိုအောင်နဲ့ကွဲစေခြင်းလို့မဟုတ်ပဲနွဲဟာဒုက္ခရောက်မှသာသူ့စီကိုရောက်လာမယ်ဆိုတာသိလို့နွဲရဲ့ဘဝကိုဖျက်ဆီးပြီးမှပြန်ကယ်တင်ပြခဲ့တာပါနွဲဟာဒီအမှန်တရားကိုသိသွားတဲ့အခါအယမ်းနာကျင်သွားပြီးအောင်စီကိုအပြေးလွှတ်ပြန်သွားပါတယ်အောင်ကိုအကျိုးကြောင့်ပြောပြီးတောင်းပန်မှုပေါ့ဒါပေမဲ့အောင်ရဲ့အခန်းတကားဝကိုရောက်တဲ့ခါမှာတော့နွဲဟာအေးခဲသွားပါတယ်နွဲရဲ့ယောက်ျားအောင်ကဖုံးတစ်လုံးနဲ့တယောက်ယောက်ကိုပြုံးပြုံးကြီးစကားပြောနေပါတယ်အကိုကြီးအစီအစဉ်ကအောင်မြင်သွားပြီနော်ကျွန်တော်မိန်းမကိုအကိုကြီးစိတ်ကြယူလို့ရပြီကျွန်တော်ကိုပေးမယ်ဆိုတဲ့ကျန်တဲ့ငွေတွေကိုသာလွှဲပေးလိုက်တော့ဟုတ်ပါတယ်အောင်ကအစကတည်းကနွဲလောင်းကစားလုပ်နေတာကိုသိနေခဲ့ပါတယ်နွဲရှုံးနေတာကိုကြည့်ပြီးသူကဦးမင်းထက်နဲ့ပေါင်းပြီးနွဲကိုရောင်းစားခဲ့တာပါဦးမင်းထက်ကနွဲကိုတကယ်ချစ်မိသွားပေမဲ့နွဲအသက်ပေးချစ်ရတဲ့ယောက်ျားကတော့ပတ်စံအတွက်နဲ့နွဲကိုလောင်းကြီးတစ်ခုလိုသုံးခဲ့တာပါဇလန်းအဆုံးမှာနွဲဟာသူမကိုမရမကပိုင်ဆိုင်ခြင်းလို့ဘဝကိုဖျက်ဆီးခဲ့တဲ့ရန်သူကျေးဇူးရှင်နဲ့သူမကိုငွေအတွက်နဲ့ဆွန့်ပစ်ခဲ့တဲ့ရှုံးမာတဲ့လေနှစ်ယောက်ကြားမှာဘသူကိုမှရွေးချယ်စရာမရှိပဲတယောက်တည်းထွက်ခွာသွားပါတော့တယ်သင်ခန်းစာအနေနဲ့ကတော့လူတယောက်ရဲ့အချစ်ကိုသူတို့ရဲ့အပြောဆိုအပြုမှုနဲ့မဆုံးဖြတ်ပါနဲ့သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကမှအရေးကြီးဆုံးပါအားလုံးပဲကျေးဇူးတင်ပါတယ်